မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါ1989ခုနှစ်ထိုင်ဝမ်နိုင်ငံရဲ့စီးမင်းတွေအရန်ကြက်မှတ်တဲ့ကျောင်းတစ်ကျောင်းမှာကောင်လေးနှစ်ယောက်တွေ့ဆုံခဲ့ကြပါတယ်။သူတို့နှစ်ယောက်ကြားတန်ရောစင်ဟာခင်မင်မှုတက်တက်လားဒါမှမဟုတ်အဲ့ဒီထက်ပိုနဲ့ရှိုင်းတဲ့ခံစားချက်တစ်ခုလားခေတ်ကာလရဲ့အခြေအနေတွေအရသူတို့ရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြသဖို့ဆိုတာကလုံးဝကိုမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။အချိန်တွေကြာလာတာနဲ့အမျှသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာဘလို့ပုံစံနဲ့အဆုံးသတ်သွားမလဲ။ရှင်ထဲမှာစွဲထင်နေတဲ့နာမည်တစ်ခုကိုသူတို့ဘလို့ရင်ဆိုင်ဖြတ်တန်းသွားမလဲဆိုတာကို VPN လေးဖွင့်ပြီးတာနဲ့ recap အဖြစ်အားလုံးအတူတူကြည့်ရှုခံစားလို့ရပါပြီ။ဒီအချက်ကအပြစ်တစ်ခုဆိုရင်ဘာလို့ဖျားသခင်ကဖန်တီးခဲ့တာလဲအာဟန်တယောက်အမောင်ချထားတဲ့အခန်းကျင်းလေးထဲမှာ Father Oliver ကိုမေးခွန်းထုတ်နေခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေထဲမှာနာကျင်မှုတွေနားမလည်နိုင်မှုတွေပြည့်နှက်နေပါတယ်။ဒါဟာတာမန်ဝန်ခံခြင်းမဟုတ်ပါဘူး။လူအဖွဲ့အစည်းကလုံးဝလက်မခံနိုင်တဲ့သူ့ရဲ့နှလုံးသားကိုတစားစီဆွဲဖြဲနေတဲ့လျှို့ဝှက်ချက်တစ်ခုအကြောင်းပါ။အာဟန်ဟာသူ့ရဲ့ခံစားချက်တွေကိုအပြစ်တစ်ခုလိုခံစားနေရပြီးနာကျင်စွာနဲ့ထွက်ပေါက်ရှာနေခဲ့တာပဲဖြစ်ပါတယ်။ဇလန်ရဲ့အစကိုပြန်သွားရမယ်ဆိုရင်တော့အချိန်က1989ခုနှစ်နေရာကတော့ထိုင်ဝမ်နိုင်ငံမှာပါ။တိုင်းပြည်မှာစစ်အုပ်ချုပ်ရေးကာလပြီးဆုံးသွားပြီဆိုပေမဲ့လူတွေရဲ့စိတ်ထဲမှာကြောက်ရွံ့မှုတွေနဲ့စီးမင်းတွေကအမြင့်တွယ်နေသေးပါပဲအထူးသဖြင့်အာဟန်တို့တက်နေတဲ့ Catholic High School လိုနေရာမျိုးမှာစီကန်းဆိုတာအသက်လိုဖြစ်နေခဲ့ပါတယ်။ကျောင်းသားတွေဟာတန်မဏိစီကန်းတွေအောက်မှာအသက်ရှူကျက်စွာနေထိုင်နေကြရပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းကိုဘတ်ဒီဆိုတဲ့ကျောင်းသားတစ်တယောက်ရောက်လာခဲ့ပါတယ်။ရေကူးကန်မှာရေကူးလေးကျင့်နေရင်းနဲ့စာပေဌာနကကျောင်းသားတစ်လေးဘတ်ဒီနဲ့သိပ္ပံဌာနကအာဟန်တို့မမျှော်လင့်မတွေးဆုံပြီးအချင်းချင်းမိတ်ဆက်ကြပြီးတဲ့နောက်သူတို့နှစ်ယောက်ဟာကျောင်းရဲ့ DY အဖွဲ့မှာတူတူပါဝင်ရင်းနဲ့ခင်မင်ရင်းနှီးလာခဲ့ကြပါတယ်။ဘတ်ဒီဟာတခြားကျောင်းသားတွေနဲ့မတူပဲစီကန်းတွေကိုဂယုမစိုက်တတ်တဲ့သူစိတ်ထင်ရကိုရဲရဲဝံ့ဝံ့လုပ်ရဲတဲ့သူတစ်ယောက်ပါ။အမြဲတမ်းငြိမ်ငြိမ်သက်သက်နေတတ်တဲ့အာဟန်အတွက်ကတော့ဘတ်ဒီရဲ့ရဲတင်မှုတွေဟာအရန်ကိုဆွဲဆောင်မှုရှိလာခဲ့တော့တာပေါ့။တညမှာတော့ဘတ်ဒီတယောက်ညလေစာခိုးဝယ်ဖို့အဆောင်ကနေခိုးထွက်တဲ့အမှုနဲ့အဆောင်မှုစီမှာအကြီးကျယ်အရိုက်ခံရတဲ့အခါအဆောင်မှုပြန်သွားပြီးတဲ့နောက်ဒဏ်ရာရသွားတဲ့ဘတ်ဒီကိုအာဟန်ကဂယုတစိုက်နဲ့ဒဏ်ကြေးလာပေးခဲ့ပါတယ်။အဲ့ချိန်အာဟန်ရဲ့တငယ်ချင်းတပေါင်တို့အဖွဲ့ကလည်းဂင်းနေတဲ့ဂျူနီယာကျောင်းသားလေးတယောက်ကိုရိုက်နှက်ပြီးအနိုင်ကျင့်နေကြတာကြောင့်အာဟန်နဲ့ဘတ်ဒီတို့လည်းအခန်းတစ်ခုမှာပုံရင်အခြေအနေကိုအကဲခတ်နေကြရပါတယ်။ဒီချိန်တပေါင်တို့ကဂျူနီယာလေးရဲ့ငယ်ပါကိုမီးမြိုက်ပြီးအနိုင်ကျင့်ဖို့အထိလှုပ်လာတာကြောင့်အာဟန်လည်းဂျူနီယာလေးကိုကာကွယ်ဖို့ပုံနေရာကထွက်လာပြီးရေလာချိုးတာပါလို့ရှွှီလိုက်ရပါတယ်။တပေါင်ကအာဟန်ရဲ့လက်ထဲကိုဒုတ်တစ်ချောင်းထည့်ပေးပြီးတော့ဂျူနီယာလေးကိုသူတို့နဲ့ရိုင်းနဲ့ဆုံးမဖို့တင်သွင်းတဲ့အခါမှာတော့အာဟန်လည်းဘာဆက်လုပ်ရမှန်းမသိတော့ပါဘူးတွန်းအားပေးနေတဲ့တငယ်ချင်းတွေရဲ့စကားကိုနားယောင်ပြီးတော့မဲ့အချိန်မှာပဲဘယ်ဒီကလည်းအခန်းထဲကထွက်လာပြီးဂျူနီယာလေးကိုတပေါင်တို့လက်ကကယ်ထုတ်ပေးသွားခဲ့ပါတယ်တပေါင်ကအာဟန်နဲ့ဘယ်ဒီတို့ရေချိုးခန်းတစ်ခုထဲမှာအတူရှိနေကြတာလားလို့မေးတဲ့အခါမှာတော့အာဟန်လည်းမဟုတ်ပါဘူးကငါအနောက်ဘက်အခန်းမှာရှိနေတာပါလို့သာလိန်ညာဖြေဆိုခဲ့ရပါတယ်အဲ့နောက်မှာတော့စီကန်းဖောက်ပြီးဗယုတ်ဒုက္ခရည်စရာတွေလောက်ကြတဲ့အခိုက်အတန့်တွေနဲ့အဆောင်မှာညမိုးချုပ်တဲ့အထိမအိပ်ပဲတိတ်လေးစကားပြောကြတဲ့အချိန်တွေဟာအာဟန်နဲ့ဘယ်ဒီတို့နှစ်ယောက်ကြားတန်ရောစင်ကိုတဖြည်းဖြည်းနှက်ဆိုင်လာစေခဲ့ပါတယ်။တနေ့မှာတော့သူတို့နှစ်ယောက်ကျောင်းကနေကိုထွက်ပြီးထိုင်ပေမြို့ကိုအလဲသွားခဲ့ကြပါတယ်။အဲ့ဒီခရီးစဉ်ဟာသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအများကြီးပြောင်းလဲသွားစေခဲ့ပါတော့တယ်။မြို့ထဲမှာလဲပတ်နေရင်းနဲ့လမ်းမပေါ်မှာလူတစ်ယောက်ကိုရဲတွေကဖမ်းဆီးခေါ်ဆောင်သွားတာကိုအာဟန်တို့တွေ့မြင်ခဲ့ကြရပါတယ်။အဲ့ဒီလူဟာလိန်တူချစ်သူတွေရဲ့အခွင့်အရေးအတွက်တောင်းဆိုဆန္ဒပြနေတဲ့လူတစ်ယောက်ပါ။ဒီမြင်ကွင်းကသူတို့နှစ်ယောက်လုံးရဲ့စိတ်ထဲမှာကြီးမားတဲ့ရိုက်ခတ်မှုတစ်ခုဖြစ်သွားစေခဲ့တယ်။အထူးသဖြင့်အာဟန်အတွက်ပေါ့လိန်တူချစ်ကြိုက်တဲ့ခံစားချက်တွေဟာလူအတိုင်းဝိုင်းကလက်မခံတဲ့အရာတစ်ခုဆိုတာကိုအဲ့ဒီအချိန်မှာသူတို့နက်နက်ရှိုင်းရှိုင်းသဘောပေါက်သွားခဲ့ကြပါတယ်။အိမ်နောက်တဲခုံကန်တစ်ခုမှာအနားဝင်ယူကြရင်ဘတ်ဒီနဲ့အတူရှိလေစိတ်တွေရင်းရိုင်ပြီးဘတ်ဒီပေါ်သဘောကျလာတဲ့အာဟန်ဟာအိမ်မောကျနေတဲ့ဘတ်ဒီကိုခိုးနှမ်းမိသွားခဲ့ပါတယ်။ဒါကိုဘတ်ဒီသိမသိမသေးကြပေမဲ့တန်ရှင်းရဲ့ဝန်ထမ်းကမိတော့မလို့ဖြစ်သွားတာကြောင့်အာဟန်လည်းဘတ်ဒီကိုအမြန်နိုးပြီးတဲခုံကန်ကနေထွက်လာရပါတော့တယ်။အိမ်နောက်မှာမပြန်ခင်မျိုးအနှံ့ထက်လေကြရင်နဲ့ကိုစီကြိုက်တတ်တဲ့ဝိထုဆောင်နဲ့တချင်းတွေအကြောင်းကိုဖလှယ်ပြောဆိုကြရင်တယောက်နဲ့တယောက်အချင်းနဲ့ဘဝအတွက်ခံယူချက်တွေအကြောင်းကိုပါဆွေးနွေးခဲ့ကြပြီးတော့နှလုံးသားချင်းကလည်းပို့ပြီးတော့ရင်းနှီးသွားခဲ့ကြပါတယ်။ထိုင်ပေကပြန်လာပြီးတဲ့နောက်မိသားစုထမင်းဝိုင်းမှာအာဟန်တယောက်ဆိုင်ငယ်ဝယ်ပေးဖို့ဖခင်စီကိုပူဇော်ခဲ့ပေမဲ့ဖခင်ကအကိုဖြစ်သူနဲ့နိုင်ရှင်ပြောဆိုပြီးအသုံးမကျကြောင်းကိုစူပူလာခဲ့တာကြောင့်အာဟန်လည်းစိတ်ဆိုးဆိုးနဲ့ထမင်းဝိုင်းကထွက်ပြီးအပြင်မှာသွားထိုင်နေခဲ့ပါတယ်။ဒီတော့မိခင်ဖြစ်သူလည်းအနောက်ကလိုက်လာပြီးတိုးတက်စေခြင်းလို့စူပူတဲ့အဖေကိုနားလည်ပေးဖို့နဲ့အာဟန်လိုချင်တဲ့ဆိုင်ငယ်ကိုလည်းသူမစူဆောင်းထားတဲ့ငွေတချို့နဲ့ဝယ်ပေးပါမယ်ဆိုပြီးချော့သွားခဲ့ပါတယ်။နွေ
ရာသီကျောင်းပိတ်ရက်ကိုရောက်ချိန်မှာတော့အာဟန်ကဗတ်တီကိုဆက်သွယ်ပြီးအမေဝယ်ပေးတဲ့ဆိုင်ငယ်အသစ်နဲ့ရှောက်လဲကြရင်နေ့ရက်တိုင်းကိုအတူတူအချိန်ကုန်ခဲ့ကြပါတယ်။ပိုစတာစုဆောင်းရတာကိုကြိုက်တတ်တဲ့ဗတ်တီကြောင့်စင်တာရီမှာကတ်ထားတဲ့ပိုစတာတွေကိုအတူတူပတ်ပြီးခိုးယူခဲ့ကြတာတွေရုပ်ရှင်ရုံထဲကိုခိုးဝင်ပြီးစော့ကစားကြရင်လူမိသွားလို့ထွက်ပြေးခဲ့ကြတာတွေကနှစ်ယောက်စလုံးအတွက်တော့မေးလို့မရနိုင်တော့မဲ့အမတ်တရားတွေဖြစ်လာခဲ့တော့တာပါပဲ။ຫນွေကျောင်းပိတ်ရက်တွေမှာဗတ်တီတယောက်တညတလေအိမ်မပြန်မဲ့အာဟန်တို့အိမ်မှာပဲညအိတ်သွားတတ်ပါတယ်။မနက်မိုးလင်းလို့တယောက်ကိုတယောက်ခွပြီးအိတ်နေတဲ့ပုံစံကအာဟန်ရဲ့မိခင်အတွက်တော့စိတ်ထင်းစရာတခုဖြစ်လာခဲ့ပေမဲ့အထွေအထူးမပြောဘဲအခြေအနေကိုသာစောင့်ကြည့်နေခဲ့ပါတယ်။အဲ့လိုနဲ့အထက်တန်းကျောင်းသားဘဝရဲ့တတိယနှစ်အစမှာတော့ကျောင်းရဲ့စီကံချက်အသစ်တွေအရအာဟန်တို့ရဲ့ကျောင်းကိုမိန်းကလေးကျောင်းသူတွေစတင်လက်ခံလာခဲ့ပါတယ်။အာဟန်ကတော့အရင်နှစ်ကပေါင်းနေကြတပောင်တို့အခန်းကနေပြီးဗတ်တီရှိတဲ့သိပ္ပံဌာနကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ကျောင်းရဲ့စီမင်းအသစ်အရအသေးရောက်လာတဲ့ထက်ကဘန်ဘန်ဆိုတဲ့ကောင်မလေးဟာလည်းဗတ်တီလိုပဲမဟုတ်မခံပြန်ပြောတတ်တဲ့တတ်တီခဲလေးတယောက်ဖြစ်တာမို့ပုံစံချင်းတူတဲ့ဗတ်တီနဲ့အချိန်ခဏအတွင်းမှာရင်းနှီးမှုရသွားခဲ့ကြပါတယ်။ဒါဟာအာဟန်အတွက်နာကျင်စရာတစ်ခုဖြစ်လာပြီးဗတ်တီပေါ်ရှိနေတဲ့ခံစားချက်တွေကိုပိုပေါ်လွင်လာစေခဲ့ကမနာလိုတဝင်တိုစိတ်တွေပါပေါက်ဖွာလာခဲ့ပါတယ်။ဒီခံစားချက်တွေကိုဖျောက်ဖျက်ခြင်းနဲ့အာဟန်ဟာမနစ်ကတပောင်တို့အနိုင်ကျင့်ခဲ့တဲ့ဂျူနီယာဂေးကောင်လေးကိုထိတ်တိုက်တွေ့ဆုံပြီးကိုယောက်ျားချင်းကြိုက်တဲ့မှန်ဘဲအရွယ်မှာစသိခဲ့တာလေ။ဆရာဝန်ပြပြီးကုသဖို့လိုအပ်လားလို့မေးကြည့်ပေမဲ့ကောင်လေးကယောက်ျားချင်းကြိုက်တာဟာမွေးရပါစိတ်ခံစားချက်တစ်ခုဖြစ်ပြီးဘယ်တော့မှပြောင်းလဲလို့ရမှာမဟုတ်ဘူးဆိုတော့ပြန်လန်းမရှိတဲ့စကားတစ်ခွန်းကိုသာဆိုသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာဗတ်တီနဲ့ဗန်မန်တို့လည်းပိုရင်းနှီးလာခဲ့ပြီးဘာကြောင့်မှမသိဗတ်တီဟာအာဟန်ကိုရှောင်ဖယ်ခြင်းလာတဲ့အတွက်ဗန်မန်နဲ့တမင်တက်ပို့ပြီးနီးကပ်အောင်နေပြခဲ့ပါတယ်။အာဟန်အတွက်ကတော့ဒါဟာရင်ဝါကိုဓာတ်နဲ့ထိုးလိုက်တယ်လို့ပါပဲ။သူအချစ်ရဆုံးသူကသူ့မျက်စိရှိမှတခြားတယောက်နဲ့ရီမောပျော်ရွှင်နေတာကိုကြည့်ပြီးအာဟန်တယောက်အန်ကျိတ်ခံစားနေခဲ့ရပါတယ်။အာဟန်ရဲ့တဝင်တူမှုတွေနာကျင်မှုတွေဟာတဖြည်းဖြည်းပေါက်ကွဲထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဗတ်တီနဲ့ဗန်မန်တို့အတူရှိနေသမျှအချိန်တိုင်းမှာအာဟန်လည်းဘေးမှာရှိနေခဲ့ပြီးဗတ်တီနဲ့ဗန်မန်ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုမြင်ရတိုင်းမှာသူ့ကိုယ်သူတတိယလူလိုမြင်လာပြီးအရှုံးသမားတယောက်လိုပါခံစားလာခဲ့ရပါတယ်။ဒီတော့အာဟန်လည်းဗတ်တီကိုထိတ်တိုက်ရင်ဆိုင်ပြီးသူ့ခံစားချက်တွေကိုဖွင့်ပြောဖို့ကြိုးစားခဲ့ပေမဲ့ဗတ်တီကတော့သူတို့မှာတငယ်ချင်းဆက်ဆံရေးပဲရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမြဲတမ်းရှောင်လွှဲနေတဲ့အပြင်ဗန်မန်နဲ့ချိန်တွေဖို့အာဟန်ရဲ့ဆိုင်ငယ်ကိုပေါ့ပါပဲငားယူနေတဲ့ကိစ္စဟာအာဟန်အတွက်ကတော့ပိုပြီးကြေကွဲရစီပါတယ်။ဘလို့ပဲနေဗတ်တီပေါ်စိတ်မနာနိုင်တဲ့အာဟန်ဟာဗတ်တီအကူအညီတောင်းလို့အဆောက်အဦတစ်ခုမှရှိတဲ့ဘောလုံးအကြီးကြီးကိုခိုးယူတဲ့နေရာမှာလိုက်ပါကူညီပေးခဲ့ပြီးနောက်မနက်မှတီးလိုက်ရတာကတော့ဗတ်တီဟာအဲ့ဒီဘောလုံးပေါ်မှာရီးစားစာရေးကတကြောင်လုံးရှေ့မှာဗန်မန်ကိုချစ်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။လေ့ကျင့်ရေးချိန်မှာအနှောက်အယှက်ဖြစ်စေခဲ့တဲ့အခုလိုလုပ်ရက်အတွက်ဆရာမတွေပါမောက္ခတွေကဘောလုံးကြီးကိုဘယ်သူလွတ်တင်လိုက်တာလဲဆိုပြီးစစ်မေးခဲ့ပေမဲ့ဗတ်တီကအသာငြိမ်နေခဲ့တာမို့လက်သက်မဖော်လိုက်နိုင်ပါဘူး။တရက်မှာအာဟန်စီကဆိုင်ငယ်ငါပြီးဗန်မန်နဲ့ချိန်တွေ့ပြီးပြန်လာတဲ့ဗတ်တီတယောက်တနေရာမှာဆိုင်ငယ်အက်ဆီဒန့်ဖြစ်ပြီးဆိုင်ငယ်ရောလူရောစုပ်ပြတ်သွားရပါတယ်။ဗတ်တီကပျက်စီးသွားတဲ့အာဟန်ရဲ့ဆိုင်ငယ်ကိုအကောင်းတိုင်းဖြစ်အောင်ပြန်ပြုပြင်ပေးမယ်ဆိုပြီးတောင်းပန်စကားဆိုပေမဲ့စိတ်မဆိုးရတဲ့အာဟန်ကတော့ဆိုင်ငယ်ကိုဂယုမစိုက်ပဲဗတ်တီခန္ဓာကိုယ်ကဒဏ်ရာတွေအတွက်သာစိတ်ပူပေးနေခဲ့ပါတယ်။နောက်တော့ဒဏ်ရာတွေကြောင့်ရေမချိုးနိုင်တဲ့ဗတ်တီကိုအာဟန်ကိုယ်တိုင်ရေချိုးဆက်ပြတိုက်ပြီးဂယုစိုက်ပေးရင်းနဲ့ကနေဗတ်တီရဲ့ခန္ဓာကိုယ်ထိတွေ့ပြီးစိတ်ကိုမထိန်နိုင်တော့ပဲမျိုးသိပ်ထားရတဲ့ခံစားချက်တွေကိုကိုထိလက်ရောက်ပြသခဲ့ပါတော့တယ်။ဒီမြင်ကွင်းဟာစကလုံးတွေမပါပဲသူတို့နှစ်ယောက်ရဲ့နှဆိုင်လာတဲ့တန်ရောစင်နဲ့ပိတ်လောင်ခံထားရတဲ့အချစ်တွေကိုဖော်ပြနေခဲ့တာပါ။အာဟန်ရဲ့အပြုအမူတွေမှာတောင်းဆိုမှုတွေမျှော်လင့်ချက်ကင်းမဲ့မှုတွေအပြည့်ပါနေပြီးဗတ်တီကလည်းငြိမ်သက်စွာနဲ့လက်ခံနေခဲ့ပါတယ်။အာဟန်ရဲ့အထီးအတွေ့ကြောင့်စိတ်လွတ်သွားရတဲ့ဗတ်တီဟာတစ်ဖက်ကအပြုအမူပေါ်ရုံးမထွက်တဲ့အပြင်အာဟန်ရဲ့နှကန်းကိုခက်ချမ်းနှမ်းပြီးခန်းစားချက်တွေကိုဖွင့်ထုတ်ခဲ့ပါတော့တယ်။တကယ်တော့ဗတ်တီမှာလည်းအာဟန်နဲ့ပတ်သက်ပြီးခန်းစားချက်တွေရှိနေခဲ့တာကြာပြီဆိုပေမဲ့ခေတ်စနစ်စီးမြင့်တဲ့ကန့်သက်ချက်တွေကြောင့်ခန်းစားချက်တွေကိုရှေ့ဆက်မတိုးပဲဗန်နဲ့သာတပူးပူတွဲနေပြပြီးအာဟန်သူ့ပေါ်စိတ်မရှိတော့အောင်လုပ်နေခဲ့ရတာပါ။ရေချိုးခန်းထဲမှာတယောက်ကိုတယောက်ဖတ်ငိုရင်ခန်းစားချက်တွေကိုဖွင့်ထုတ်ခဲ့ကြပေမဲ့ဒီအဖြစ်ပြက်ဟာသူတို့နှစ်ယောက်ကိုပို့ပြီးဝေးကွာသွားစေမဲ့အစာပြိုးမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဗတ်တီဟာအဲ့ဒီကိစ္စပြီးတဲ့အာဟန်ပေါ်သစိမ်းတယောက်လိုဆက်ဆံလာခဲ့ပြီးအမြဲရှောင်ရှားနေထိုင်ပါတော့တယ်။မကြခင်မှာပဲဗတ်တီရဲ့ဒဏ်ရာတွေလည်းပြန်တက်တာလာခဲ့ပြီးအဲ့ဒီအချိန်မှာပဲလေ့ကျင့်ရေးချိန်မှာဘောလုံးအကြီးလွတ်တင်ပြီးရီးစားစကားပြောတဲ့ကိစ္စကြောင့်ကျောင်းအတွင်းရီးစားထားတာကိုပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့စီကံချက်တွေအရဗတ်တီနဲ့ဗန်မန်တို့နှစ်ယောက်လုံးကျောင်းကနေထုတ်ပယ်ခံရမယ်ဆိုပြီးပြစ်ဒဏ်ကျလာခဲ့ပါတယ်။ဒီကိစ္စကိုသိသွားတဲ့ဗတ်တီရဲ့ဖခင်ဟာကျောင်းထိလိုက်လာပြီးတားဖြစ်သူကိုရိုက်နှက်ဆုံးမနေတဲ့အချိန်အာဟန်ကအပြေးရောက်လာပြီးအရိုက်ခံနေရတဲ့ဗတ်တီကိုကြောင့်ဝန်ခံပေးတဲ့အပြင်ဗန်ဘန်ကိုလူသိရှင်ကြားချေရေးဆိုတာဟာဗတ်တီမဟုတ်ပဲသူကိုယ်တိုင်မှဆိုပြီးဗတ်တီအတွက်ကာကွယ်ပေးခဲ့ပါတယ်။ဗတ်တီကတော့သူ့အတွက်စွန့်စားပေးတယ်ဆိုပေမဲ့အာဟန်အတွက်ပြဿနာတက်သွားနိုင်တာကြောင့်မဟုတ်တာတွေရှောက်မပြောဘူးတတိပေးတဲ့အနေနဲ့အာဟန်ကိုတစ်ချက်ထိုးလိုက်ပါတယ်။ဘေးမှာရှိနေတဲ့ဆရာတွေနဲ့ပါမောက္ခတွေကတော့ဗတ်တီနဲ့အာဟန်တို့လုံးထွေးရန်ဖြစ်နေကြတာကိုဗန်ဘန်ကိုလူတဲ့ကိစ္စကြောင့်ပဲလို့ထင်နေကြတာပါ။အာဟန်နဲ့အရန်ရှင်းနေတဲ့ Father Oliver ဝင်ဖြန့်ပြေးလိုက်မှာပဲရန်ပွဲကပြီးဆုံးသွားခဲ့ပြီးဗတ်တီကလည်းရုံးခန်းထဲကနေဒေါသတကြီးထွက်သွားခဲ့ပါတယ်။
အာဟန်ကိုတော့ဒဏ်ရာရီဆေးထည့်ပေးဖို့ဖာသာအိုလီဗာခေါ်သွားခဲ့ပြီးခံစားချက်တွေကိုရှေ့တန်းတင်ပြီးဒေါသစိတ်နဲ့မဖြေရှင်းဖို့ဆုံးမပြောဆိုနေတော့မှတော့ဗဒီတယောက်အာဟန်တို့အိမ်ကိုရောက်နေပြီဆိုတဲ့သတင်းကြောင့်အာဟန်လည်းအိမ်ကိုအပြေးပြန်သွားရပါတယ်ဗဒီကဗန်မန်းဆိုတဲ့ကောင်မလေးကိုသူချစ်ရေးဆိုတဲ့ကိစ္စမှာဝင်မရှုပ်ခိုင်းမှုအတွက်အာဟန်ရဲ့မိဘတွေကိုလာသတိပေးခဲ့တာပါအာဟန်အိမ်ကိုရောက်လာတော့ဗန်မန်းကိုချစ်ရေးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားများကြပြန်တဲ့အခါတငယ်ချင်းတယောက်ကကောင်မလေးတယောက်ကိုလူပြီးရန်ဖြစ်နေကြတယ်လို့ပဲထင်နေတဲ့မိဘတွေဟာစိတ်လျှော့ဖို့အတွက်နှစ်ယောက်လုံးကိုဖြောင်းပြရပါတယ်ဗဒီကအာဟန်ဗန်မန်းကိုဘယ်တော့မှစိတ်မဝင်စားခဲ့ဘူးသလိုချစ်လဲမချစ်ခဲ့ဘူးတာမို့ဒီကိစ္စမှာဝင်မပါဘူးနဲ့သူနဲ့လည်းလုံးဝထပ်မပတ်သက်တော့ဘူးပြောတော့စိတ်ပေါက်သွားတဲ့အာဟန်ကလည်းသူချစ်ခဲ့တာဗန်မန်းမဟုတ်ပဲဗဒီပဲဆိုတာကိုမိဘတွေရှေ့မှာပဲဝန်ခံဖို့လုပ်ပါတော့တယ်ဒီအချိန်မှာတော့ဗဒီလည်းစကားတွေမလုံအောင်ဘာမှထပ်မပြောဖို့အသေးအတန်တားဆီးလိုက်ရပြီးအာဟန်ကလည်းငါချစ်နေတဲ့သူဘသူလဲဆိုတာကိုပြောရတဲ့တတိရှိတယ်မင်းပြောရဲလားမင်းတော့ငါ့လိုဝန်ခံရဲလို့လားမင်းစီမှာငါ့လောက်တတိရှိလားလို့ဒေါသထွက်နဲ့ပြောပြီးအိမ်ကထွက်သွားပါတော့တယ်ဒီအချိန်မှာတော့ဗဒီကလည်းအနောက်ကနေပြေးလိုက်သွားပြီးအာဟန်ကိုစိတ်ပြေအောင်လုပ်ဖို့ကြိုးစားပြီးမယ်အာဟန်ကတစက်မှဖတ်မလို့ပဲမြို့ကနေကျွန်းဆွယ်တစ်ခုစီစိတ်ပြေလက်ပြောက်ထွက်သွားတဲ့အခါမှာတော့လုံမထားရတဲ့ဗဒီကလည်းအနောက်ကနေတောက်လျှောက်လိုက်သွားခဲ့ပါတယ်ကျွန်းဆွယ်လေးရဲ့ကမ်းခြေကိုရောက်မှာပဲအာဟန်ကဗဒီကိုကောင်းကောင်းမွန်မွန်စကားပြန်ပြောလာခဲ့ပြီးတော့ပင်လယ်ထဲမှာစိတ်လွတ်လပ်လို့အော်ဟစ်ပြီးရေကစားကြပြီးတဲ့နောက်ကမ်းခြေမှာပဲလဲချပြီးအနားယူနေခဲ့ကြပါတယ်ဒါဟာသူတို့နှစ်ယောက်ရဲ့နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ပါပဲဗဒီကအာဟန်ရဲ့အနမ်းတွေကိုလက်ခံပြီးအာဟန်ပေါ်ချစ်နေကြောင်းကိုပြသခဲ့ပေမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကရှေ့ဆက်လို့မရတဲ့အရာဆိုတာကိုလည်းတွယ်ဝိုက်ပြီးပြောလာခဲ့ပါတယ်အာဟန်ကလည်းမျက်ရည်တွေကြားကနေပဲနားလည်ပေးခဲ့ရပါတယ်လူအတိုင်းဝိုင်းရဲ့ဖိအားတွေမိသားစုရဲ့မျှော်လင့်ချက်တွေကြားမှာသူတို့ရဲ့အချစ်ဟာရှင်သန်ခွင့်မရခဲ့ပါဘူးအဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်အပီးတိုင်လမ်းခွဲခဲ့ကြပါတော့တယ်အချိန်တွေအများကြီးကုန်လွန်သွားပြီးနှစ်ပေါင်း30ကျော်ကြာပြီးတဲ့နောက်2019ခုနှစ်စီကိုရောက်လာခဲ့ပါတယ်။အာဟန်ကတက်လက်ပိုင်းအရွယ်ရောက်နေပြီဖြစ်ပြီးကျောင်းသားဟောင်းတွေးဆုံပွဲတက်ရောက်ရင်တငယ်ချင်းတယောက်စီကရလာတဲ့ဗန်ဘတ်ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ကအပြင်မှာတွေးဆုံမှုချင်းဆိုခဲ့ပါတယ်။ဗန်ဘတ်ဟာအရင်လိုမလန်းဆန်းပဲပူလောင်စရာတွေနဲ့ပြည့်နေနေတဲ့ပုံစံမှာဗန်ဗန်နဲ့ဗဒီတို့လက်ထပ်ကြပြီးတဲ့နောက်ဂေးတယောက်ဖြစ်နေတဲ့အပြင်လူတယောက်ကိုရင်ဘတ်ထဲထည့်ထားတဲ့ဗဒီဟာဗန်ဗန်အတွက်ခင်မုန်းကောင်းတယောက်ဖြစ်မပေးနိုင်ခဲ့တာမို့နှစ်အနှဲငယ်အကြာမှာပဲကွာရှင်းဖြစ်ခဲ့ကြတယ်ဆိုပြီးအာဟန်ကိုဝမ်းနဲ့စွာပြောပြလာပါတယ်ဗန်ဗန်ဟာခင်မုန်းဟောင်းဗဒီရဲ့ရင်ထဲကလူကအာဟန်မှန်သိနေခဲ့ပေမဲ့အာဟန်အပေါ်တစုံတရာပြစ်တင်ပြောဆိုခြင်းမရှိပဲဗဒီပေါ်နားမလည်နိုင်မဲ့လက်ထပ်မိခဲ့တဲ့သူမကိုသူမသာအပြစ်တင်ခဲ့ပါတယ်နောက်ထပ်လအနှဲငယ်လောက်အကြာမှာတော့အာဟန်တယောက်ကနေဒါနိုင်ငံကိုကိစ္စတစ်ခုနဲ့ရောက်လာခဲ့ပါတယ်။ညဘက်ဘားတစ်ခုမှထိုင်ရင်မထင်မှတ်ပဲလူတစ်ယောက်နဲ့ပြန်တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီလူကတော့တခြားသူမဟုတ်ပါဘူး။အာဟန်ရဲ့နှလုံးသားထဲမှာထာဝရကပီးတင်ထားတဲ့ဗတ်ဒီပါပဲ။နှစ်တွေကြာသွားပြီမဲ့သူတို့နှစ်ယောက်အချင်းချင်းကြည့်လိုက်တဲ့အကြည့်တွေထဲမှာအတိတ်ကအရေးအယောင်တွေကြန့်ရှိနေသေးပါ။သူတို့နှစ်ယောက်မျိုးထဲမှာအတူတူလမ်းလျှောက်ရင်အတိတ်ကအကြောင်းတွေနဲ့လွဲချော်ခဲ့ရတဲ့အခိုက်အတန့်တွေအကြောင်းကိုအေးအေးဆေးဆေးပဲပြန်ပြောပြခဲ့ကြပါတယ်။ဗဒီကအဲ့ဒီအချိန်တုန်းကသူဘာကြောင့်အာဟန်ကိုရှောင်ဖယ်ခဲ့ရတာလဲဆိုတဲ့အကြောင်းရင်းမှန်ကိုလည်းဖွင့်ပြောပြလာခဲ့ပါတယ်။ဗဒီဟာအာဟန်အပေါ်တကယ်မချစ်ခဲ့လို့မဟုတ်ပဲအာဟန်ကိုလူတွေရဲ့ကဲရဲရှုံချမှုတွေကနေကာကွယ်ခြင်းခဲ့တာဖြစ်လို့သူ့ကိုယ်သူစရေပြီးဝေးဝေးမှာပဲနေပေးလိုက်တယ်ဆိုတာကိုအာဟန်တယောက်နားလည်သွားခဲ့ပါတယ်။ညဘက်ရောက်တော့သူတို့နှစ်ယောက်အိမ်ပြန်မဲ့လမ်းမှာအတူတူလမ်းလျှောက်လာခဲ့ကြပါတယ်။လမ်းမီးရောင်လေးရဲ့အောက်မှာတော့အာဟန်နဲ့ဗဒီတို့နှစ်ယောက်ရဲ့ငယ်စဉ်ကလွတ်လွတ်လပ်လပ်ဂီတာတီးသချင်းဆိုရင်ပျော်ရွှင်ခဲ့ကြတဲ့အရေးကလေးနှစ်ခုဟာအတိတ်ကလိုပဲရှင်တွဲနေခဲ့ပါတယ်။အချိန်တွေအများကြီးလွန်ဆန်သွားခဲ့ပြီဖြစ်ပေမဲ့သူတို့ရဲ့ရင်ဘတ်ထဲမှာကပီးတင်ထားတဲ့နာမည်တွေကတော့ဘယ်တော့မှပျောက်ပြတ်သွားမှာမဟုတ်ပါဘူးအချစ်ဆိုတဲ့အရာကအချိန်တွေဘလောက်ပဲကြာလုံးဝမေးဖြောက်လို့မရမယ့်အမားရွတ်တစ်ခုဖြစ်ကောင်းဖြစ်နေနိုင်မယ်ဆိုတာကိုအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ်ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားခဲ့ပါပြီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့မိတ်ဆွေတို့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။အကောင်းဆုံးစ조사ပြီးတော့တင်ဆက်ပေးထားတာဖြစ်လို့တင်ဆက်ပုံလေးကိုသဘောကျတယ်ဆိုရင် like တစ်ချက် comment လေးတစ်ကြောင်းနဲ့အတိမတ်ပြုပေးနိုင်ပါတယ်။နောက်ထပ်လည်း Wine Love ကောင်းကောင်းလေးတွေအများကြီးထပ်ပြီးတော့တင်ဆက်ပေးပါအောင်မယ်။အားလုံးနဲ့အတူတူနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။